ကန်စားချက်ကတော့ပြောပြမတတ်အောင်ပေါ့နော်အရင်ပြောပါတယ်ဘာလို့ဆိုတော့တမီးDJ မှာကလေးကနေပြီးတော့အခက်အခဲအများကြီးလဲကြုံဖြစ်လာခဲ့ပြီး bottom ဆိုတော့တမီးပဲစံချိန်ချိုး3ခေါက်ထိုင်ရတယ်ပေါ့နော်ဒါမဲ့နောက်ဆုံးကျတော့တမီးကိုဒီနေ့ဒီချိန်ထိမေမုံတဲ့ကနေပြီးတော့ချင်းမြပေးဖျားတင်ကုန်တော့အရင်ဆုံးချီးမွမ်းပါတယ်ပြီးတော့တမီး top 3ဝင်ခံကြလို့ရှင်အားလုံးလည်းတွေ့မယ်ထင်ပါတယ် technical error တွေလည်းဖြစ်တယ်ပြီးတော့တမီးချေချိုလက်ချိုတွေလည်းအများကြီးဖြစ်ခဲ့ရပေါ့နော်ဒါမဲ့တမီးကိုချစ်ပြီးတော့အားပေးတဲ့သူတွေကလုံးဝအငိမ်မနေပဲနဲ့သူတို့စားထားတာကိုမလျှော့ပြီးတော့ပေါ့နော်တချို့လူဆိုတမီးကြားထားစိတ်ကားရအောင်ပေါင်ထားရတယ်အဲ့လိုပေါ့နော်တမီးကိုချစ်ပြီးတော့အားပေးချတဲ့အတွက်တမီးဒီနေ့ဒီချိန်ထိဒီနေရာအထိပေါ့နော်ရောက်နိုင်တဲ့ top 3ကိုရောက်သွားနိုင်တယ်အဲ့တော့အဲ့ချိန်မှာတမီးအရင်အဲ့မှာကလေးကလေတမီးကိုချစ်တဲ့သူလည်းအရင်များပါလားဆိုပြီးတော့တမီးအရင်ပျော်ခဲ့တယ်အရင်လည်းပို့ပြီးတော့လည်းစူးစမ်းချင်ခဲ့တယ်အခုဒီ top ဒီ winner ဆုကြီးကလည်းအမှန်တကယ်တမီးအရင်တော်လို့တက်လို့ရခဲ့တာမဟုတ်ပါဘူးတမီးကိုပြီးတွင်းပြပနေပြီးတော့တမီးကိုချစ်ပြီးတော့အားပေးကြတဲ့သူတွေအားလုံးရဲ့လက်ဆောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Christmas လက်ဆောင်ပေါ့နော်တမီးတို့အားကြောင့်မို့လို့အရင်ကျေးဇူးတင်ပါတယ်ရင်ထဲကနေပြီးတော့ပြောပြမတက်လောက်အောင်စကလုံးနဲ့ဖော်ပြမတက်အောင်တမီးအရင်ပြောပါတယ်အရောက်ချင်းစီတိုင်းဖျက်ရှင်ကောင်းကြည့်ပြပါစေလို့ပြောချင်ပါတယ်ဟုတ်ဝင်းနာကြောက်ပေါ့နော်ကိုကိုတော့မထီမိရဲဘူးဒါမဲ့လူဝင်းနာကြောက်ရချင်မရချင်လားဆိုတော့ရချင်တယ်ဒါမဲ့ဆူတောင်းတဲ့အခါမှာအမြဲတမ်းအလိုတော်ဝင်ခံတယ်ကိုတော့ဒီဝင်းနာကိုပေါ့နော်သမီးကိုသမီးနဲ့ထိုက်တန်တဲ့ဆိုလို့ရှင်ပေးပါဒါမဲ့အလိုတော်တိုင်းဖြစ်ပါစေဆိုပြီးတော့သမီးအမြဲတမ်းဆူတောင်းခြင်းနဲ့ဝင်ခံတယ်သမီးစိတ်ထဲမှာထင်တာကြောက်ညီမလေးအိမ်မြပြောလဲအရန်အဆိုလဲအရန်ကောင်းတယ်ဘာမှတန်စင်လဲရတယ်ဒီခက်တချင်းတွေလဲရတယ်ဘင်ဂျမင်ကလည်း तू က unique အရန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘယ်သူမှအဲ့လိုမျိုးဝင်းနာရမယ်ဘယ်သူဝင်းနာရမယ်ဆိုတော့ခက်မှန်လို့မရတဲ့အခြေအနေမှာရှိရပေါ့နော်နှစ်ယောက်လုံးကလည်းအရင်တော့ပြီးတော့အဲအကြောင်းမလို့တမီးဝင်းနာရမယ်ဝင်းနာငါဝင်းနာရမယ်ဆိုတော့စိတ်ကြီးနေတော့မနေရေးခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုကကျတော့ဝင်းနာရသွားဆိုတော့အတိုင်းမသိအရင်ဝက်ပြောပါတယ်တမီးအားပေးသူအရင်ချစ်စတယ်လည်းအရင်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပထမဆုံးဝင်းနာဖြစ်တာဆိုတော့ဘယ်လိုပြောမလဲအရင်ပြောတာပေါ့နော်ဘယ်လိုပြောမလဲတော့မသိဘူးအခုချိန်ထိလည်းရင်ခုန်တာမရက်သေးဘူးဖြစ်နေအရင်ပြောပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ဒီစုချင်းငွေကိုကြတော့တမီးပထမဆုံးစဉ်းစားထားတာတမီးကမိဘမိတ်ကလေးအတွက်ပထမဆုံးတမီးတို့အတွက်ကိုယ့်ဘက်ကအတက်နိုင်ဆုံးလုပ်ပေးသွားမယ်ပြီးကြလို့ရှိရင်ဒီ top 5တမီးတို့ကကြောဒီ top 3ပေါ့နော်ပထမအစကတည်းကဘယ်သူပဲဝင်နိုင်ရ10သိန်းစီပေးမယ်10သိန်းစီမျှပဲပေါ့နော်လောက်ထားတယ်ပြီးကြလို့ရှိရင်တမီးမမေ့အတွက်စိတ်ကူဖို့အတွက်ပြီးတော့လောက်ပါမယ်ပြီးကြလို့ရှိရင်တမီးပဏီဆုံးမှာဖះเจ้าလေးဆောက်ထားရရှိရဲအဲ့ဖះเจ้าလေးကိုပြီးအောင်တမီးဆောက်သွားပါမယ်လို့ဟုတ်ကဲ့ဟုတ်ရှိပါတယ်ဆိုတော့အခုကStar City မှာလည်းအိမ်ရတော့မဆိုလေအမေရဲ့ဆိုအမြဲဆူတောင်းခဲ့ရရန်ကုန်မှာကျတော့တမီးတို့လည်းကြောင်းတက်ရမယ်ဆိုတော့အဆောင်ငါးပြီးနေရလည်းအဆင်မပြေဘူးလေအဲ့တော့မောင်လေးတွေလည်းရှိလဲညီမလေးတွေလည်းရှိသေးဆိုတော့အမေဆိုလို့ရှိရင်အမြဲဆူတောင်းခြင်းမှာအမြဲထိတ်ခဲ့ရပေါ့နော်ဖျက်သခင်ရန်ကုန်မှာအိမ်တစ်လုံးလေးလိုချင်တယ်ဆိုအလိုတော်နဲ့အမြဲဝင်ခံတယ်အဲ့တော့အမေကိုပြောခဲ့တယ်ဟိုပါလေရမှာပေါ့လို့တနေ့နေ့ကြလို့ရှိရင်ဖျက်သခင်ပြင်ဆင်ပေးလို့ရှိရင်ရမှာပေါ့လို့ပြောခဲ့ကိုအလုပ်တွေအများကြီးလုပ်ပြီးတော့ပေါ့နော်ကြိုးစားပြီးတော့အနှစ်တွေကြာကြီးဖက်ဆက်စုပြီးတော့အမေရဲ့ဝေပါမယ်ဆိုပြီးတော့အမေကိုကတိပေးခဲ့ရဲဒါပေမဲ့ဖျားသခင်ရဲ့အကျေးဇူးတော်ကြောင့်တမီးအခုဆိုလို့ရှိရင်အိမ်ကိုလည်းဒီနှစ်ချမှအိမ်ပေးရဆိုလေဒါကလုံးဝဖျားပြင်ဆင်ပေးထားတဲ့အရာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့အရင်ဖျားသခင်ကတော့ချီးမွမ်းပါတယ်လို့ဟုတ်ဒီနေ့ဝတ်တဲ့ဆောင်ကိုပြောပေးမယ်ဒီနေ့လုံးဝမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပြန်မွေးတစ်ချောက်ကဘာလို့ငိုခဲ့လဲဆိုတော့တမီးဆိုလို့ရှိရင်ပေါ့နော်ပြန်မွေးမှာပြန်ခဲ့အခက်ခဲလည်းအများကြီးရှိခဲ့တယ်ပြီးတော့ဂျေအီမာလာပြန်တော့ဆိုလို့ရှိရင်တမီးမှာအခုကကျတော့ပြောတော့မယ်ပေါ့နော်အခုဂျေအီမာလာပြန်တော့ဆိုလို့ရှိရင်ပတ်ဆက်အကုန်ပါ1000ပဲပါလာတယ်အဲ့တော့တက္ကစီကားအဆင်မပြေတဲ့အခါမှာကားဖို့နဲ့ပေါ့နော်တက္ကစီကားအဆင်မောင်လေးကလည်းကားတစ်စီးနဲ့လိုက်လာတယ်တမီးကလည်းကားတစ်စီးနဲ့တွားတယ်ပေါ့နော်အဲ့တော့တက္ကစီပို့ပေးဖို့တော့မရှိခဲ့ဘူးဒါပေမဲ့ဒီကနေပြီးတော့အဲ့နေ့ဆိုလို့ရှိရင်အရင်စိတ်စင်လိုင်းကားလည်းဘယ်လိုစီးရမလဲမသိဘူးအပြန်ကြလို့ရှိရင်လေလိုင်းကားဘယ်လိုစီးရမလဲမသိဘူးမောင်လေးနဲ့2ယောက်တည်းဆိုတော့အဲ့လိုမျိုးအခက်ခဲလည်းအများကြီးရှိခဲ့တယ်အဲ့မှာလေတချင်းဆိုဝင်ဖို့အထက်ပေါ့နော်ဒီဘယ်လဲအပြန်ကြလို့ရှိရင်ငါတို့ဘယ်လိုပြန်မလဲရောအဲ့လိုမျိုးတွေစဉ်းစားခဲ့ပြီးတော့အပြန်ကြလို့ရှိရင်ဘယ်လိုပြောမလဲကားပတ်ဆက်
မုံကလည်းစားရအောင်မလဲဘက်ကလည်းစားနေပြီမောင်နှမနှစ်ယောက်ကဒါပေမဲ့ဒီမြန်မာအိုင်ဒိုကနေပြီးတော့အသွားအပြင်ပေါ့နော်သူတို့ပတ်စံနေထုတ်ပေးရဲအဲ့ချိန်ကျမှသမီးအလုံးအဆင်ပြေသွားခဲ့ပေါ့နော်အဲ့လိုအခက်ခဲကနေစလာခဲ့တယ်အဲ့တော့ကိုအရင်ညှို့မှန်းထားတဲ့အိမ်မက်တစ်ခုပေါ့နော်အရှိရောက်လာတဲ့အခါမှာဘယ်လိုပြောမလဲဒါမျက်ရည်ချူတာလည်းမဟုတ်ဒါအရင်သမီးအနေနဲ့ဆိုလို့ရှိရင်သမီးရဲ့မမြင်ရတဲ့နောက်ကွယ်မှာခန်းစားချက်တွေအပြည့်ရှိနေလို့ပေါ့နော်သမီးခန်းစားရတဲ့အတိုင်းပဲသမီးဖွင့်ချပြီးတော့နေလိုက်တဲ့ဖြစ်ပါတယ်ဒီနေ့ကျတော့အရင်ပြောရဲပြီးတော့ဒီနေ့ကတော့ဘာပဲဖြစ်ဖြစ်မငိုဘူးဆိုပြီးတော့တပတ်လုံးပေါ့နော်စိတ်တက်ကိုပြင်ဆင်လာတယ်ငိုခဲ့အခါခါလည်းမနေခဲ့ဘူးတချင်းဆိုတော့ဆိုလို့ရှိရင်အခုကိုဝေးကြီးရေးပေးထားတဲ့တချင်းဆိုလို့ရှိရင်သမီးရဲ့တငယ်ချင်းတွေပြောချင်တဲ့တချင်းဖြစ်တယ်အဲ့လိုတချင်းမျိုးလေးဖြစ်တဲ့ခါမှာကိုယ်တိုင်လည်းအရင်ဝန်းနေခဲ့ပေါ့နော်ဒါပေမဲ့ဆိုတဲ့ခါမှာလုံးဝမငိုဆိုတဲ့စိတ်ကိုအတန်ပေါ့နော်စိတ်ထဲမှာထည့်ထားတဲ့ခါမှာဒီနေ့မငိုဘဲနဲ့ဝမ်းမြောက်ဝမ်းသာခြင်းမျက်နှာလည်းပြည့်နေပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့သမီးတို့ဒါပထမကလေးရပါတော့ဝင်းနာဆောင်းကိုဘယ်သူပဲဝင်းနာရအားလုံးပေးဆိုမယ်ဆိုပြီးတော့သမီးတို့၃ယောက်စလုံးတိုင်ပြင်ထားတယ်အဲဒါကြောင့်မလို့ဒီညကျတော့တိုင်ပြင်အဲ့လိုမျိုးအကေးပေါ့နော်သူတို့ရခဲ့သည်ရှိတော့သူတို့လည်းပေးမှာပဲကိုအဲဒါကြောင့်အခုကကျတော့သမီးရထားဖြစ်တဲ့ကြောင့်မလို့အစကလေးကသမီးရခဲ့သည်ရှိတော့သူတို့ပေးဆိုမယ်ဆိုတဲ့စိတ်ကအစကလေးကရှိပြီးသားပြင်ဆင်ထားပြီးသားဖြစ်တယ်အဲဒါကြောင့်မလို့ဒီဝင်းနာဆောင်းသမီးတယောက်တည်းအတွက်မဟုတ်ပါဘူးသမီးတို့၃ယောက်လုံးအတွက်ပါလို့ဟုတ်ကဲ့ဟုတ်ကဲ့ဝင်းနာလို့ကျင်ရလိုက်တဲ့အခါမှာတော့ကိုနာမည်ဖြစ်နေဘယ်လိုလဲအသက်ရှူမေ့သွားလို့အရင်ပျော်ပြီးတော့လေအဲ့ချိန်မှာလေကိုနှလုံးသားတွေကနေပြီးတော့ချွတ်လာတာကျတော့ဘယ်လိုလဲဒါသမီးကယုံကြည်သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကဘာသာရေးတရားပြောရလည်းမဟုတ်ဘူးသမီးရဲ့ယုံကြည်ချက်အနေနဲ့ပြောတာဖြစ်တယ်ဒါကဖျားပေးရဲ့ဆုပေါ့နော်သမီးခရစ်စမတ်ညမှာသမီးဆုတောင်းခဲ့တယ်ဖျားသခင်သမီးခရစ်စမတ် gift အနေနဲ့ပေါ့နော်ဒီဝင်းနာဆိုလိုချင်ပါတယ်ဆိုပြီးတော့ဆုတောင်းခဲ့ဒါပေမဲ့ဖျားသခင်အလိုတော်တိုင်းဖြစ်ပါစေဆိုပြီးတော့သမီးဆုတောင်းခဲ့တယ်အဲ့တိုင်းပဲနေ့တိုင်းအလိုတော်ဝင်ခံတယ်အလိုတော်ဝင်ခံရင်းနဲ့ပဲပြီးတော့အလိုတော်ဝင်ခံတာတင်မကဘူးသမီးရဲ့ we love တွေကလည်းသူတို့အမှန်တကယ်ပေါ့နော်သူတို့သမီးအားပေးခဲ့တယ် voting တွေလည်းအများကြီးပေးခဲ့တယ်သူတို့စားထားတဲ့ဟာကိုတော့မှ short ပြီးတော့မှသူတို့အားပေးခဲ့တဲ့အတွက်သမီးဒီ winner စုကြီးကိုသမီးကိုချစ်တဲ့ပြည်သူတွေကနေပြီးတော့ပေးထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့သမီးဆက်လက်ပြီးတော့အများကြီးကြိုးစားပါမယ်ဒီ winner စုကြီးနဲ့ထိုက်တန်အောင်လည်းဆက်လက်ပြီးတော့ရည်တည်နိုင်အောင်အများကြီးကြိုးစားပါမယ်လို့ပြောချင်ပါတယ်အရင်လည်းပြောပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ